mấy xem nhau long mèn là bà cô lá cho nếp về nhà mà nước thế giờ cho số bà đấy thì nè nhà lệ nhau về bên nhà đó Adobe After Effects CSA lesson 2တကယ်လို့များ lesson 1ကိုမလေ့လာရသေးတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော် YouTube channel မှာဝင်ပြီးတော့လေ့လာနိုင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့နေ့ပညာလေးမစတင်ကလေးမှာကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးအားပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်နေ့ပညာလေးစားလိုက်ရအောင်ကျွန်တော်ဒီ Adobe After Effects CSA lesson 2မှာပါတယ်ရှင်းပြထားလဲဆိုတာကိုကျွန်တော်ကြည့်ရအောင်ဒီ lesson 2ကတော့ကျွန်တော်လိမ့်လို့ဖို့မဟုတ်ဘူးထိုင်ပြီးတော့ကြည့်နေလို့လည်းရတယ်ဒီ lesson 2မှာဆိုလို့ရှိရင်ကျွန်တော်ပါတယ်ရှင်းပြမလဲဆိုလို့ရှိရင် composition အကြောင်းနဲ့ project pen နဲ့အသုံးပြုနေnumber 1ကဆိုလို့ရှိရင် composition အကြောင်းနဲ့ project pen နဲ့အသုံးပြုနေnumber 2မှာဆိုလို့ရှိရင် timeline pen နဲ့အကြောင်း timeline pen နဲ့အကြောင်းtimeline pen နဲ့အကြောင်းမှာပါတယ်မိနစ်နာရီမိနစ်စက္ကန့်ဖရင့်ဆိုတာကိုအသေးစိတ်ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်နောက်ပြီးတော့ indicator နောက်ပြီးတော့ word stack နောက်ပြီးတော့ word and ဆိုပြီးတော့ကျွန်တော်ဒီအကြောင်းအရာတွေကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပထမဆုံးလေ့လာရမှာက composition အကြောင်းcomposition ဆိုလို့ရှိရင်ကျွန်တော်လေ့လာဖို့အတွက်နဲ့ကျွန်တော်မိတ်ဆွေတို့မှာရှိတဲ့ CSA ကိုကျွန်တော်တပည့်ကလေးနှစ်ချက်ထောက်ပြီးတော့ကျွန်တော်ဖွင့်လိုက်မယ်ဒီလိုမျိုးမျက်နှာပဲမြင်ရတာကိုကျွန်တော် lesson 1မှာကျွန်တော်ပြောပြခဲ့ပါပြီဒီ lesson 1ဒီ Adobe After Effects CSA ဖွင့်လိုက်တာနဲ့ဒီလိုမျိုးမြင်ရတာကို watch speed လို့ခေါ်တယ်အေးအကြောင်းတွေကိုမသိသေးလို့ရှိရဲ့ lesson 1မှာဝင်ပြီးတော့လေ့လာပါဒါဆိုလေအခုရှင်းပြမှာကတော့ကျွန်တော်တို့က composition အကြောင်းcomposition အကြောင်းကိုကျွန်တော်ရှင်းပြမှာဖြစ်တဲ့အတွက်နဲ့ဒီနေရာမှာ composition ဒီ composition ကိုယူလို့ရတဲ့နေ့က၄မျိုးလောက်ရှိတယ်composition ဆိုတော့ဒီ Adobe After Effects နဲ့ကျွန်တော်ဗီဒီယိုတေးဖြတ်တော့မယ်ဆိုလို့ရှိရဲ့အရင်ဆုံးအနေနဲ့ကျွန်တော်composition တစ်ခုတည်ဆောက်ရတယ်composition မှာကျွန်တော်ကဗီဒီယိုထည့်မယ်တချမ်းထည့်မယ်အမျိုးပေါ့ effect တွေထည့်မယ်အကုန်လုံးထည့်မယ်အဲ့လိုမျိုးထည့်လို့ရတယ်ဥစ္စာကတော့အင်လိုမျိုးပေါ့အင်မှာ basic တွေထည့်တယ်လို့မျိုးcomposition ကိုအရင်ဆုံးတည်ဆောက်ရတယ်composition ကိုတည်ဆောက်တဲ့နေရာမှာတည်ဆောက်လို့ရတာက၄မျိုးရှိတယ်၄မျိုးကိုကျွန်တော်ဆက်ပြီးလေ့လာရအောင်ဒါဆိုလို့ရှိရင်အရင်ဆုံးဒီမှာမြင်နေတာဒီဟာ project pen project pen နဲ့အထက်မှာကျွန်တော်ကဒီနေရာမှာ click နှိပ်ပြီးတော့အဲ့နေရာမှာ new composition ကိုထောက်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာယူလို့ရတယ်ဒီနေရာမှာယူလို့ရတယ်ဒါဆိုလို့ရှိရင်ဒီဟာကတစ်နေ့ပေါ့ဒီဟာက composition ကိုနေပြီးတော့ဒီမှာယူလို့လည်းရတယ်နောက်ပြီးတော့ဒီအပေါ်ကနေပြီးတော့ border မှာရှိတဲ့ composition ဆိုတာရှိတယ်composition ကိုကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်ဒီမှာ new composition ဆိုပြီးတော့ပေါ်လာတယ်ဒီဟာကိုနှိပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့composition ယူလို့မရဘူးလားရတယ်အဲ့လိုမျိုးယူလို့လည်းရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ composition ယူတာနည်းနည်းရှိတော့ပြီနောက်တစ်နေ့ကဒီနေရာမှာအောက်မှာဒီ border လေးမှာအောက်မှာရှိတယ်တန်းလေးမှာနေပြီးတော့ composition angle ရှိတယ်composition angle ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီနေရာမှာလေ composition ကိုကျွန်တော်တို့ယူလို့ရတယ်နောက်တစ်နေ့ကဒီနေရာမှာ composition မှာနေပြီးတော့ keyboard ကနေပြီးတော့composition မှာ new composition မှာ shortcut key နဲ့ကျွန်တော်တို့နှိပ်လို့လည်းရသေးတယ်ဒီမှာ shortcut key က new composition မှာ control ရဲ့ n ရဲ့ကိုတွေ့ပြီးတော့ကျွန်တော်တို့နှိပ်လို့လည်းရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ project pen နဲ့မှာ recalculate နှိပ်ပြီးတော့ new composition ကိုနှိပ်လို့ရတာကတစ်နေ့နောက်ပြီးတော့အပေါ်ကဒီမှာ button လေးမှာ composition တင်မှာ new composition ကိုခေါ်လို့ရတာကတစ်နေ့နောက်ပြီးတော့ဒီနေရာမှာ
composition အင်ကိုလေးကိုနှိမ့်နေပြီးတော့ကျွန်တော်တို့ယူလို့ရတာကတနေ့နောက်ပြီးတော့ keyboard ကချုပ်ကကီနဲ့ကျွန်တော်တို့ control ရဲ့ and ကိုတွေးပြီးတော့နှိမ့်လို့လဲရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ composition ယူတဲ့နေ့က4နေ့ဖြစ်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ composition တစ်ခုတည်ဆောက်ဖို့အတွက်ဒီနေရာမှာဒီကလေးနေပြီးတော့new composition ကိုကျွန်တော်တို့နှိမ့်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ composition name ကိုကျွန်တော်တို့ကစိတ်တဲ့နာမည်ကိုကျွန်တော်ရေးလို့ရတယ်မရေးဘူးဆိုလည်းရတယ်ဘာမှမဖြစ်ဘူးကျွန်တော်ကဒီနေရာမှာနာမည်တစ်ခုကိုပေးလိုက်မယ် H N A လာ K Y A W ကျော်လှကျော်ဆိုရဲကျွန်တော်တို့ composition ကိုပေးလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဒီနေရာမှာ page ဒီနေရာမှာနေပြီးတော့ video အရေးအသေးကိုကျွန်တော်တို့ရွေးပေးရမယ်pizza တစ်ကိုကျွန်တော်တို့ဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့ဒီနေရာမှာကvideo ကအမျိုးမျိုးကျွန်တော်တို့ကတိတ်ဖြတ်တဲ့နေရာမှာကိုတိတ်တဲ့နေရာမှာကိုအသုံးတိတ်တဲ့နေရာမှာလိမ့်ပြီးကျွန်တော်တို့သုံးလို့ရတယ်ဒီနေရာမှာကျွန်တော်ရွေးထားတာက HTV 1080 29 90 ခွန်းဒီဟာကိုပဲမြောက်တော့အဖန်ရွေးကြတယ်ဒီဟာကိုကျွန်တော်တို့ရွေးထားလိုက်မယ်ရွေးထားတော့ဒီမှာဝိတ်နဲ့ဟဲ့ကြတော့ကျွန်တော်တို့ကဒီညမှာကျွန်တော်တို့အမှတ်ရှိကိုပေးထော်လို့ဒီအတိုင်းပဲကျွန်တော်တို့ပေါ်တယ်တကယ်လို့အမှတ်ရှိမပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကမပေါ်ဘူးဒါဆိုဒီဟာကိုရွေးလိုက်တာနဲ့ဒီဟာဥပမာကျွန်တော်တို့ကcomposition တိဆောက်တဲ့နေရာမှာဒီဝိတ်ကိုဥပမာကိုလိုချင်တဲ့နေရာကိုလိုချင်တဲ့အတိုင်းတရားတစ်ခုကိုကျွန်တော်တို့ယူမယ်ဥပမာဝိတ်မှာနေပြီးတော့ကျွန်တော်1000ပဲယူမယ်ဆို1000ဒီနေရာကိုအမှတ်ရှိကျွန်တော်ဖြုတ်ထွက်ရမယ်ဒီနေရာကိုကျွန်တော်အမှတ်ရှိဖြုတ်ထွက်ရမယ်ဖြုတ်တော့ဒီနေရာကိုအမှတ်ရှိဖြုတ်ပြီးမှဒီနေရာမှာကျွန်တော်ကိုလိုတဲ့အတိုင်းတရားကိုကျွန်တော်ရေးလို့ရမယ်ဥပမာ1000ကျွန်တော်ရွေးကြည့်မယ်1000ဒီအောက်မှာနေပြီးတော့900ကျွန်တော်ရေးမယ်ဒီဥစ္စာကကျွန်တော်တို့ဒီလိုယူလို့ရတယ်ဆိုတာသဖို့တယောက်ကိုကျွန်တော်ပြတာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာအမှတ်ရှိလိုက်တာနဲ့သူကတမျိုးပြောင်းသွားလိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကိုယ့်အကိုစိတ်သေးယူတာဒါဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ပြန်ရွေးမယ်ခုနက HDV 1080 ဒါသမ29ကိုကျွန်တော်တို့ယူလိုက်မယ်ယူလိုက်ပြီးတော့ဒီနေရာမှာကျွန်တော်တို့အမှတ်ရှိကိုကျွန်တော်တို့ခြေထောက်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီဗီဒီယို HD ယူတယ်တော့ကျွန်တော်ပြီးသားပြီဒီဥစ္စာတွေကတော့အရင်မကြည့်ဘူးအရှိတယ်နောက်ပြီးတော့ဒီနေရာမှာဗီဒီယိုကိုတိဖတ်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးဖြတ်မလဲတကယ်လို့ဒီနေရာမှာဒီ test တော့ဘာလို့ဆိုလို့ရှိရင်အရင်အသေးကကြာတော့မယ် quick time ဆိုလို့ရှိရင်ကျွန်တော်ကြာတော့မယ်ဒီနေရာမှာဗီဒီယိုကိုယူတဲ့နေရာမှာကျွန်တော်ဖူးဖြစ်နေဖို့လိုတယ်ဖူးဆိုတာက HD ပေါ့ဒီဥစ္စာတွေအပေါ်ကဟာတွေကတော့အဆုံးတွေကတော့ပြတာသိပြီးတော့ရေးမကြည့်ဘူးဒီနေရာမှာ direction နေရာမှာကျွန်တော်ကနည်းနည်းရှင်းပြမယ်ဒီနေရာမှာကအရှိဆုံးကနာရီနောက်ကဟာကမိနစ်ပြီးတော့စက္ကန့်ဒီနေရာမှာက frame ဆိုတာပေါ်လာတယ်ဒီနေရာမှာကျွန်တော်ပြမယ်ဒီမှာရှက်ကတနာရီမှ20တနာရီ20မိနစ်30စက္ကန့်50 frameဆိုတာကနောက်မှာအဓိကအရေးကြီးတာဒီမှာ Adobe After Effects ကိုကျွန်တော်ဖွင့်လိုက်တယ်ဒီတိုင်းလိုက်မှာဒီလိုဟာတွေပေါ်နေတယ်ကျွန်တော်တို့ကဒီ composition view တွေလုံးမပေါ်သေးဘူးcomposition ယူပြီးမှဒီနေရာမှာ frame ဆိုတာပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ direction နေရာမှာကျွန်တော်တို့ဘယ်လောက်ယူမလဲဥပမာ15စက္ကန့်ဆို15စက္ကန့်15စက္ကန့်နောက်ပြီးတော့ frame က30 frame အဲ့လိုမျိုးပေါ့နာရီလိုမျိုးပဲဒီမှာ60 frame ဆိုလို့ရှိရင်10စက္ကန့်တော့တယ်အဲ့လိုမျိုးဒီ Adobe After Effects ဆီယာစိတ်မှာတိတ်ဖြတ်လို့ရှိရင်ဒီကဒီ frame ကိုလည်းတိတ်ဖို့လိုတယ် frame ပြီးတော့စက္ကန့်ပြီးတော့မိနစ်ပြီးတော့နာရီအဲ့လိုမျိုးကျွန်တော်တို့တော့တယ်အဲ့ frame ကမရှိလို့မရဘူးသူအဲ့ဒါနဲ့ဒီ Adobe After Effects နဲ့တိတ်ဖြတ်ပြီဆိုလို့ရှိရင်တကယ်တိကျကျွန်တော်တို့လိုရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ကြည့်အောင် direction နေရာမှာကျွန်တော်ဒီလောက်ကျွန်တော်ရေးလိုက်ပြီဒီနေရာမှာကျွန်တော်10စက္ကန့်ဆိုလေ10စက္ကန့်ပေါ့10စက္ကန့်ကျွန်တော်ယူလိုက်မယ်
ယူလိုက်ပြီးတော့ဒီဟာတွေကပြီးတော့ဗီဒီယိုကာလာပဲဆိုင်မှာဥပမာဒီကာလာကိုကျွန်တော်တို့ဘယ်လိုရောယူမလဲဘလက်ယူမလားအနည်းအောင်ယူမလားအဝါရောင်ယူမလားကြိုက်တဲ့ကာလာကိုကျွန်တော်တို့ဒီနေရာမှာရွေးယူလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာဘလက်ကိုပဲကျွန်တော်ရွေးထားလိုက်မယ်ပြီးတော့ okay ပေးလိုက်မယ်okay ပေးပြီးတော့ဒီနေရာမှာကျွန်တော်တို့အကုန်လုံးပြီးတော့ပြီနာမည်လေးပေးထားပြီဆိုလို့ရှိရင်ဒီဟာကို okay ပေးလိုက်ဒါဆိုလို့ရှိရင်ဒီနေရာမှာ anchor length မှာပေါ်လာတယ်လာကြောဆိုပြီးတော့ composition ပေါ်လာပြီ composition တခုယူလို့ရပြီဒီ composition မှာပါတယ်ယူလို့ရလဲပါတယ်လုံးလို့ရလဲဆိုလို့ရှိရင်ဒီနေရာမှာတက်ပုံတွေယူမယ်ထည့်မယ်အကုန်လုံးဒီနေရာမှာအကျုံးဝင်သွားတယ်composition ဒီ composition တင်မှာအကုန်လုံးအကျုံးဝင်သွားတယ်ဒီထင်မှာကျွန်တော်တက်ပုံတွေယူမယ်တက်ပုံဥပမာတက်ပုံယူမယ်ဆိုလို့ရှိရင်ဒီနေရာကို regulate နှိပ်လိုက်တယ်နှိပ်လိုက်တာနဲ့ကျွန်တော်ကတက်ပုံရှိတဲ့နေရာကိုကျွန်တော်နှမ်းပြမယ်တက်ပုံရှိတဲ့နေရာကျွန်တော်ဘယ်နေရာမှာရှိလဲကျွန်တော်လိတ်ကျင်မယ်လိတ်ချမယ်desktop မှာရှိတယ်desktop မှာ big folder မှာရှိလဲဟောဒီလိုမျိုးလိတ်ချရမယ် desktop ဒီ folder မှာရှိတယ်ဒီမှာတက်ပုံလို့ယူမယ်ဒီတက်ပုံလေးကိုယူလိုက်မယ်ယူပြီးတော့ open ပေးလိုက်မယ်ဒီမှာတက်ပုံရောက်လာပြီတက်ပုံကိုနေပြီးတော့ဒီနေရာကိုကျွန်တော် switch ထည့်လိုက်တယ်ဒီမှာပြောချင်တာကခုနပြောတာက composition အကြောင်းcomposition အကြောင်း project panel အသုံးပြုနေproject panel ကိုအသုံးပြုတာကဒီမှာဒီဟာက project panel project panel မှာနေပြီးတော့ tab ပုံတွေယူမယ် video တွေယူမယ်video ယူမယ် tab ပုံတွေဥပမာဒီလိုမျိုးထည့်လိုက်တယ်နောက် tab ပုံယူမယ်ဆိုလို့ရှိရင်ဒီနေရာမှာနောက် tab ပုံတွေထည့်ယူလို့ရသေးတယ်တကယ်လို့အဲ့လိုမျိုးမယူဘဲနဲ့ကျွန်တော်ကဒီညမှာ regulate နဲ့ regulate နဲ့ M4 ကနေပြီးတော့ဒီမှာ file ကိုတော်လို့လဲရတယ်ဒါဆိုလို့ရှိရင် tab ပုံခုနကကျွန်တော်ယူလိုက်မဲ့ tab ပုံကအမျိုးကြီးကျွန်တော်ယူလိုက်မယ်tab ပုံအမျိုးကြီးယူလိုက်မယ်tab ပုံကဒီလိုမျောနေပြီဒီ project file နဲ့မှာဒီလိုမျောနေပြီဆိုလို့ရှိရင်ကျွန်တော်ကအလုပ်လုပ်ရတာတိတ်အဆင်မပြေတော့ဘူး tab ပုံကအမျိုးကြီးဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ကဒီလိုမျိုးမထောက်ဘူးကို file လေးနဲ့ကျွန်တော်ထောက်မယ်ထောက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာအောက်မှာfolder new folder ကျွန်တော်တိဆောက်လို့ရတယ်ဒီ folder ဒီ new folder ကိုကျွန်တော်ကပိုတိုဆိုပြီးတော့နာမည်လေးပေးလိုက်မယ် PO TO ပိုတိုဆိုပြီးတော့ကျွန်တော်ပေးလိုက်တယ်ဒီ tab ပုံတွေအကုန်လုံးကိုကျွန်တော်က selection ပေးလိုက်တယ်ပေးပြီးတော့ဆွဲလာပြီးတော့ဒီ tab ပုံလေးဒီ folder လေးရောက်တာနဲ့ photo ဆိုလေး folder လေးရောက်တာနဲ့ကျွန်တော်လွှတ်လိုက်တယ်ဒါဆိုလို့ရှိရင် tab ပုံကဒီအထက်ကိုကျွန်တော်တို့အကုန်လုံးရောက်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့လုံးတဲ့အချိန်ကြလို့ရှိရင်ကိုကဒီမှာထောက်ကျလို့ရတယ်ဒီ tab ပုံလေးကိုအကုန်လုံးဒီမှာတိုင်လင်းထက်ကိုထိချင်လို့ရှိရင်ဒီ tab ပုံကိုကျွန်တော်ထိတော့တယ်တိုင်လင်းထက်ကိုဒီကပြောရတာကဒီကတိုင်လင်းပဲနေဒီဟာက project panel ကနေတိုင်လင်းကိုဆွဲထလိုက်တယ်ဆွဲထလိုက်တဲ့အချိန်မှာ composition panel မှာကျွန်တော်တို့ကတော့ပေါ်တယ် tab ပုံဗီဒီယိုတွေကိုလည်းဒီတိုင်းပဲဒီဟာကအခုနကကျွန်တော်ပြခဲ့တဲ့ဒီနေရာမှာ project panel အသုံးပြုနေဒီဥစ္စာကအခုရှင်းပြနေတာကကျွန်တော်တို့က project panel အသုံးပြုနေဒီ project panel မှာကျွန်တော်တို့က tab ပုံတွေယူတယ်အရင်ဆုံး tab ပုံတွေယူတယ်သချင်းတွေယူတယ်ဗီဒီယိုတွေယူတယ်တခုတော့ပြောချင်တယ်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီအေးတစ်ကိုကျွန်တော်တို့သွင်းလို့မယ်ဆိုလို့ရှိရင် tab ပုံဖြစ်သချင်းဖြစ်ဗီဒီယိုဖြစ်ကျွန်တော်တို့ဗမာစာနဲ့ရေးထားလို့မရဘူးဖိုင်ထဲမှာဖိုင်ကားလေးတို့ထိထားတဲ့ဖိုင်ကဥမာဖိုတာဟာနေပြီးတော့မြန်မာစာဖြစ်နေလို့ရှိရင်လေကျွန်တော်ဒီအေးတစ်ကိုကျွန်တော်ယူသွင်းလို့မရဘူးဥပမာတစ်ခုကျွန်တော်ယူကြရအောင်ဥပမာတစ်ခုယူခြင်းမဲ့ဒီနေရာမှာကျွန်တော်ကဒီဖိုတာလေးကိုfolder လေးတစ်ခုတိဆောက်လိုက်မယ်folder လေးတစ်ခုတိဆောက်လိုက်မယ် folder လေးတစ်ခုတိဆောက်ပြီးတော့ဒီနေရာမှာကျွန်တော်ကမြန်မာလိုရေးလိုက်မယ်ကျော်ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့ဒီကtab ပုံtab ပုံ3ပုံလောက် controlနောက်ပြီးတော့ copy ဆိုပြီးတော့ဒီနေရာမှာဒီ file လေးတွေကိုကျွန်တော်ထည့်လိုက်မယ်ပေးရှာလိုက်မယ်ဒီ file လေးတွေရောက်နေပြီtab ပုံ3ပုံဒါလို့ရှိရင်ကျွန်တော်ကခုနက AA ကိုကျွန်တော်ပြန်သွားမယ်ပြန်သွားပြီးတော့ကျွန်တော် tab ပုံပို့မယ်ဒီနေရာကိုတပည့်ကလေး2ချက်ထောက်လိုက်မယ်ထောက်လိုက်တော့ tab ပုံရှိတဲ့ခုနကကြိုဆိုတဲ့ဗီဒီယိုfolder လေးကိုကျွန်တော်လိပ်ရှာမယ်ကြိုဆိုတဲ့ဗီဒီယိုကိုထောက်လိုက်တယ်တောင်းပြီးတော့ဒီ tab ပုံကိုကျွန်တော်ယူလိုက်တယ် open လုပ်လိုက်တယ်မရဘူးဒီမှာတွေ့လားအဲ့လိုမျိုးဘာဖြစ်လို့ဆိုလို့ရှိရင်မြန်မာစာနဲ့
ရေထော်လို့ရှိရဲကျွန်တော်တို့ဒီအေးထက်မှာယူထည့်လို့မရဘူးအဲ့ဒါကိုသိဖို့လိုတယ်နောက်ပြီးတော့တစ်ခါကြားလို့ရှိရင်အင်တာနက်ကနေတောင်းလာတဲ့ဗီဒီယိုဖိုင်တွေဟာလည်းထည့်လို့မရဘူးအဲ့ဒါဆိုလို့ရှိရင်အဲ့လိုထည့်လို့မရတော့ဘူးဆိုလို့ရှိရင်ဗီဒီယိုဖိုင်ကိုကျွန်တော်ကကွန်ပျူတာနဲ့ MP4 ပြန်ပြောင်းပေးရမယ်အမှဗီဒီယိုထည့်လို့ရမယ်ဒါဆိုလို့ဒီညမှာတော့ဗီဒီယိုဖိုင်ရှင်းမှာဆိုလို့ကျွန်တော်ဒီအဲ့ဥစ္စာတွေတော့အသေးစိတ်မပြတော့ဘူးမိမိကိုယ်တိုင်လုပ်ကြပါဗီဒီယိုတွေထည့်ကြဓာတ်ပုံတွေထည့်ကြအခုကကျွန်တော်ကဓာတ်ပုံတစ်ခုတွေကိုပဲကျွန်တော်ထည့်ပြမယ်ဒီဥပမာဒီဓာတ်ပုံတွေကိုအကုန်လုံးကိုထည့်မယ်ဆိုလို့ရှိရင်အကုန်လုံး selection ပေးလိုက်selection ပေးပြီးတော့ဒီလိုဆွဲလာပြီးတော့ဒီတိုင်လင်းထည့်ကိုကျွန်တော်လွှတ်ချလိုက်ဓာတ်ပုံတွေကအကုန်လုံးပေါ်နေပြီဘာဖြစ်လို့ဒီနေရာမှာကျွန်တော်ကမပေါ်လာလဲဆိုဓာတ်ပုံတစ်ပုံနဲ့တစ်ပုံထပ်နေလို့မတွေ့ရတာဒီနေရာမှာဥမာဒီတက်ပုံကိုမလို့ချင်ဘူးလို့ဒီမှာမျက်လုံးလေးမိတ်ထောက်လို့ရတယ်မလို့ချင်တဲ့ပုံကိုကျွန်တော်အပေါ်ဆုံးကပုံကပဲပုံလဲဆိုလို့ဒီမှာ selection ထောက်ကြည့် selection ဝင်သွားတယ်အဲ့ပုံကိုမလို့ချင်ဘူးဆိုမျက်လုံးလေးမိတ်ထောက်လိုက်ဒါဆိုမိတ်သွားတယ်မျက်လုံးလေးဖွင့်လို့ဆိုလည်းဖွင့်လို့ရတယ်ပြန်ဖွင့်လို့ရတယ်ဒီဥစ္စာကိုအလုံးမလုံးဘူးဆိုလို့ရှိရင်ဒီနေရာမှာသိုးလေးခိုက်ထောက်လို့ရတယ်သိုးခိုက်ထောက်ပြီဆိုလို့ရှိရင်ဒီသိုးခိုက်ထောက်လို့ရှိရင်သိုးခိုက်ထောက်တဲ့ပုံကအလုံးမလုံးဘူးနောက်ပြီးတော့ဒီနေရာမှာရှေ့ကမြင်ရတဲ့ဒီအသုံးလေးဟာဒီလိုကာလာအယောင်နဲ့ပြောင်းလာကိုကဥမာဗီဒီယိုအများကြီးတစ်ဖြတ်တော့မယ်ဆိုလို့ရှိရင်ဒီအတုံးလေးတွေကိုဒီအထက်မှာနေပြီးတော့ဝင်ပြီးတော့ဒီနေရာမှာကာလာတယ်ကျွန်တော်လေးပြောင်းလို့ရတယ်ကာလာတယ်လေးပြောင်းလို့ရတယ်ဒီနေရာမှာဘလူးဆိုဘလူးရေလို့ဆိုရေလို့ကိုကြိတ်တဲ့အယောင်လေးတွေကိုကျွန်တော်လေးပြောင်းလို့ရတယ်ဒီနေရာမှာအယောင်တွေပြောင်းလို့ရှိရင်ဗီဒီယိုတွေလောက်လာပြီးတစ်ဖြတ်လာပြီဆိုလို့ရှိရင်ဒီဟာကမျက်စိတအားရှုပ်လာတယ်နောက်ပြီးတော့ဒီနေရာမှာ composition ဒီလိုတက်ပုံတွေမျောလာပြီဆိုလို့ဒီဟာ composition ကျွန်တော်ဖွေးလို့ရသေးတယ်ဒီဟာကတော့အခုမရှင်းပြတော့ဘူးဒီကအခြေခံဖြစ်တဲ့အတွက်နဲ့နောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်ဒီအထက်မှာ composition ထပ်ဖွေးတဲ့ဟာတွေရောကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်အခုရှင်းပြတဲ့ဟာကကျွန်တော်အခုlesson 2မှာက composition အကြောင်းကျွန်တော်ရှင်းပြခဲ့ပြီးနောက်ပြီးတော့ project panel နဲ့အသုံးပြုနေproject panel ဆိုတာကတော့ဒီဟာပေါ့project panel composition တွေကဒီမှာ composition သွားယူလို့ရတယ်ဒီဟာကို composition လို့ခေါ်တယ်ဒီဟာတော့ composition ထဲမှာ project panel ဟာproject panel ထဲမှာ composition ဟာရောက်လာတယ်လိုမျိုးဒါဆိုလို့ရှိရင်ကျွန်တော်ရှင်းပြတဲ့ဟာက composition အကြောင်းနဲ့ project panel အသုံးပြုနေတော့ပြီးသွားပြီဒါပေမဲ့ timeline panel အကြောင်းtimeline panel ဆိုတာကလည်းတော့ရှင်းပြလို့ရှိရတော့အများကြီးပေါ့ဒီနေရာမှာဒီဟာကတော့ timeline ခေါ်တယ်timeline နဲ့မှာခုနပြောတဲ့ layer တွေအများကြီးရှိမယ်timeline ထဲမှာပဲကျွန်တော်တို့ကနေပြီးတော့အများကြီးအလုပ်လုပ်လို့ရတယ်ဒီဥစ္စာတွေကျွန်တော်မလိုဘူးဥပမာမလိုချင်ဘူးဆိုလို့ရှိရင် delete နဲ့ကျွန်တော်ပြန်ထည့်လို့ရတယ်ဒီမှာ selection page ဆိုရင်ပြီးတော့ပြန်ထည့်လို့ရတယ်ဘလုံးပြန်ထည့်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီညမှာတိုင်းလိုင်းသေးကိုဒီကတိုင်းလိုင်းဆိုတာကတော့ဒီဟာပေါ့တိုင်းလိုင်းအဓိကဟာကိုပဲကျွန်တော်ရှင်းပြမယ်တိုင်းလိုင်းအကြောင်းမှာပါလဲဆိုလို့ရှိရင်ခုနကပါလာတယ်ဥမာဓာတ်ပုံကိုကျွန်တော်ထည့်လိုက်မယ်ဓာတ်ပုံကိုဒီနေရာကဓာတ်ပုံကိုကျွန်တော်ဆွဲထည့်လိုက်ဒီနေရာမှာ print တွေရှိတယ်print တွေဒီဟာကတော့ဒီအောက်ကမြင်နေရတာကိုတိုင်းလိုင်းလို့ခေါ်တယ်ဒီအတန်လေးကိုဘယ်လိုခေါ်လဲအတန်လေးကိုရွှေ့လို့ရတယ်ဆောင်းလို့ရတယ်ကျွန်တော်တို့ဒီနေရာမှာပေပြူနဲ့ကျွန်တော်ဖွင့်ကြည့်လိုက်လို့ရှိရင်ဒီတန်လေးကိုအတန်လေးဟာပြည့်နေတယ်အတန်လေးကိုဘယ်လိုပါခေါ်လဲဆိုလို့ရှိရင်အတန်လေးကို indicator တန်လို့ခေါ်တယ် indicator တန်indicator တန်ဟာဒီကအရေးပါတယ်မှာသူကindicator တန်ကိုဒီနေရာမှာထောက်တော့လို့ရှိရင်ဒီလောက်ပဲအလုပ်လုပ်တယ်ဒီရှေ့ကိုထောက်လို့ရှိရင်ဒီလောက်ပဲဥပမာဒီလောက်ကနေစဖတ်မယ်ဒီကောင် random တွေပါတယ်ထောက်လို့ရှိရင် indicator တန်ကိုရှေ့မှာထောက်ရတယ်နောက်တစ်ခုကဒီနေရာမှာနံပါတ်3မှာဆိုလို့ရှိရင် word area stat ဆိုတာကဒီအစမှာတွေ့နေတဲ့ဒီအတန်လေးမဟုတ်ဘူးဒီအတုံးလေးစားတာဒီအစကိုနေပြီးတော့ကျွန်တော်က word area stat လို့ခေါ်တယ်ဒီအဆုံးမှာကတော့ word area n ပေါ့ဒီဟာကအဆုံးဒီဟာကအစအဲ့ဒါကဒီဟာက indicator ဒီဟာကတော့ print တယ်
ဒီနေရာမှာဒီတင်းလေးထဲမှာနေပြီးတော့ပါတယ်လုံးလို့ရလဲဆိုလို့ရှိရင်ဒီနေရာမှာနေယူ regulate နေပြီးတော့ဒီနေရာမှာ regulate ဝင်ပြီးတော့ဒီနေရာမှာ test လို့ခေါ်လို့ရတယ်ဆိုလိုက်တယ်ပါတယ်အကုန်လုံးယူလို့ရတယ်ဒီမှာကင်မရာဝိုးတော့ပါတော့ကင်မရာတွေပါတယ်အကုန်လုံးခေါ်လို့ရတယ်ဒီနေရာမှာဒီအောက်ကတော့ save ပေါ့ save ဆိုတာကဒီနေရာမှာပြောရတဲ့ normal ဒီမှာ normal ဘာပေါ်လာတယ်နောက်ပြီးတော့normal ဆို normal ကိုရွေးထားလိုက်ဒီနောက်ဒီ save ပေါ့လေးကိုနှိပ်လိုက်တာနဲ့ဒီနေရာမှာ 3D ထည့်မယ်ဆိုလို့ရှိရင်ဒီမှာ 3D အတုံးလေးလည်းကျွန်တော်တို့ပေါ်လာတယ်ဒီ 3D အဲ့လိုမျိုးပေါ့ဒီဥစ္စာကတော့နောက်မှနောက်လေဆိုမဲ့ဒီကတော့ save ပေါ့လို့ခေါ်တယ်နောက်ပြီးတော့ဒီဥစ္စာကတော့ zoom ဒီ wall area တန်ကိုကျွန်တော်တို့ကျိမ့်မယ်ရှုံးမယ်ဒီဟာကဒီလိုမျိုးဒီဘက်ကိုဆေးလေးလို့ကြည့်လာမယ်ဒီဘက်ကိုဆိုသေးလာမယ်ဒီဟာကတော့ zone ပေါ့အကြီးအသေးလောက်တာဥမာကျွန်တော်တို့ကကာရာအိုကေသချင်းတွေပါတယ်ကာရာအိုကေစာတတ်တွေပါတယ်ထိုးတော့မယ်နောက်ပြီးတော့ဒီ project တွေပါတယ်သုံးတော့မယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေကိုတစ်ခါကြာအကြီးလုပ်ပေးရတယ်အကြီးလုပ်ပေးရတယ်နောက်ပြီးတော့သေးတဲ့ခါလေးသေးပေးရတယ်အဲ့လိုမျိုးပေါ့တအားကြီးတော့ပြီဆိုလို့ရှိရင်အဆုံးအစမတရားတယ်ဘူးအဆုံးအစတွေ့ဆက်လို့ရှိရင်ကျွန်တော်တို့ကသေးပေးလိုက်တယ်အဲ့လိုမျိုးဥစ္စာကတော့ zone ပေါ့ဒီကတော့ဆွေးပွားဒီလောက်ဆိုလို့ရှိရင်တော့တိုင်လဲအကြောင်းကတော့နောက်လေးမင်းတို့ထန်တယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်ရှင်းပြတာကဒီ lesson 3မှာဆိုလို့ရှိရင်ကျွန်တော်ရှင်းပြခဲ့တာ composition အကြောင်းနဲ့project ပင်နေအသုံးပြုနေနောက်ပြီးတော့ timeline ပင်နေအကြောင်းtimeline ပင်နေအကြောင်းမှာပါတယ်ပါဝင်လဲminuteတော့ပါတယ်ဒီ composition တင်မှာလက်ပါတယ် minute နာရီတော့ minute တော့ second တော့ frame တော့အဲ့ဒါတွေကိုအဲ့ frame ဆိုတာကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ indicator တန်ဆိုတာကတော့အဲ့အခုနောက်ကတော်တဲ့အတန်လေးကိုကျွန်တော် indicator တန်လို့ခေါ်တယ်နောက်ပြီးတော့ဟို border လေးဆုံးနေတာကို wall area startနောက်ပြီးတော့ wall area end အဆုံးနဲ့အစပေါ့အဲ့ဒါတွေကိုအဓိကအခြေခံသမောတွေကဒီဗီဒီယိုပိုင်းကတော့တကယ်တမ်းဆိုလိမ့်လို့ဖို့တော့မဟုတ်ဘူးထိုင်ပြီးတော့လေ့လာနေလည်းရတယ်ထိုင်ပြီးတော့နောက်ထောင်နေလည်းရတယ်အဓိကသဖို့ပေါ့ဖို့ပဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုဖိုင်မှာနေပြီးတော့ဒီ project ပဲနေထဲမှာကျွန်တော်ကပါတယ်လုပ်လို့ရတယ်ဆိုတာလေးသိပြီးနောက်ပြီးတော့ composition ကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုလည်းသဘောပေါက်လာပြီထဲတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ lesson 2ကိုဒီနေရာမှာတဲ့ကျွန်တော်နင်းအောင်ရှုပ်ပါတယ်အခုလိုမျိုးကျွန်တော်ဗီဒီယိုဖိုင်ကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုဖိုင်တွေကိုကျင့်နေဖို့အတွက်ကျွန်တော် YouTube channel လေးကိုsubscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ကျွန်တော်လည်းတောင်းဆိုချင်ပါတယ်နောက် lesson 3ကိုကျွန်တော်လည်းအရှင်အော်တယ်လို့မိတ်ဆွေနဲ့မိတ်ဆွေများအတွက်ကျွန်တော်မျှဝေပေးတော့ပါမယ်အားလုံးသောမိတ်ဆွေများအဆက်ပေးကြပါစေ